ဘောလုံးဝါသနာရှင်ပရိသတ်အားလုံးမင်္ဂလာပါဘောလုံးပရိသတ်တွေအတွက်ကာစီလက်လို့ပြောလိုက်တာနဲ့ရီမက်ဒရစ်ဂျာစီနဲ့အတူသူ့ရဲ့ကျွမ်းကျင်မှုလင်မြန်မှုအားအသအောင်ကိုးပေါက်ခေါ်ခဲ့မှုတွေပြုလုပ်နိုင်တဲ့ကိုသမားတွေရဲ့တယောက်ကိုပြေးမြင်မိကြမှာပါဒါတွေကြောင့်ပဲသူ့ကိုလူသိများကြပါတယ်လက်ရှိမှာတော့ဘောလုံးဝေဖန်သုံးသက်သူအဖြစ်လှုပ်ဆောင်နေပြီဖြစ်ပြီးအကောင်းဆုံးကိုသမားတွေရဲ့တအုပ်ဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်ရီမက်ဒရစ်မှာသာသူ့ရဲ့ကစားသမားဘဝအများစုကိုဖျက်ဆီးခဲ့တာဖြစ်ပါတယ်ကာစီလက်တီ professional ကစားသမားဘဝပွဲစဉ်ပေါင်း1000ကျော်ကိုကစားခဲ့ပါတယ်။စပိန်လက်ရေးစဉ်အသင်းတို့ဒုတိယပွဲအများဆုံးကစားထားသူလည်းဖြစ်တယ်လို့စပိန်နိုင်ငံရဲ့ clean sheet အများဆုံးစံချိန်ကိုလည်းရရှိထားသူဖြစ်ပါတယ်။ Iker Casillas နာမည်ပြည့်စုံကတော့ Iker Casillas Fernandez ဖြစ်ပါတယ်။သူ့ကို1981မေလ20မှာစပိန်နိုင်ငံမော်စကိုပြည်နယ်မှာမွေးဖွားခဲ့တာပါ။ရက်6ပေတလက်မှရှိပြီးတော့ကိုသမားတယောက်ဖြစ်ပါတယ်။အားကစား channel လေးဖြစ်တဲ့စာရာကာဘွန်နီယိုနဲ့2016မှာလက်ထပ်ခဲ့ပါတယ်။2021ထိအတူဖြစ်တန်းခဲ့ပြီးတော့ကလေး2ယောက်ရှိခဲ့ပါတယ်။လူငယ်ကစားသမားဘဝကို Real Madrid Academy မှာစတင်ခဲ့ပြီးတော့ professional ကိုသမားမဖြစ်သေးခင်စပိန်နိုင်ငံ U15 မှာတပွဲကစားခဲ့ပြီးတော့ U16 အသင်းကိုပြောင်းကစားခဲ့ပါတယ်။ဒီလိုနဲ့ Real Madrid နဲ့စပိန်နိုင်ငံလူငယ်အသင်းမှာပဲကစားနေခဲ့ပြီး1999ခုနှစ်သူ့အသက်18နှစ်အရွယ်မှာတော့ Real Madrid နဲ့ Champions League မှာကစားဖို့ရွေးချယ်ခံခဲ့ရပြီး Champions League မှာကစားတဲ့အသက်ငယ်ဆုံးကိုသမားအသက်ငယ်ဆုံး Champions League ရတဲ့ကိုသမားဖြစ်လာခဲ့ပါတယ်။နောက်တစ်ပိုင်းမှာ Real Madrid ကအကြောင်းအချင်းချုပ်လေးတွေပြပြပေးတော့ပါမယ်ခင်ဗျာ။